အားလုံးမင်္ဂလာပါဘုရားရှင်နာမဘုန်းကြီးပါစေဒီနေ့ချီဆောင်ခြင်းလာတော့မှာဖြစ်တယ်မကြခင်မှာချီဆောင်ခြင်းမကြခင်လာတော့မှာဖြစ်တယ်ကဘာရဲ့အဖြစ်ပြက်တွေကိုကြည့်မယ်ဆိုရင်ကျမ်းစာရဲ့ပြည့်စုံခြင်းတွေလည်းတော်နီးကလာပြီဖြစ်တယ်တခင်ရှုပြောသွားတဲ့စကားတွေလည်းပြည့်စုံလာပြီဖြစ်တယ်တမန်ကျမ်းစာရဲ့ prophet ပြုခြင်းတွေလည်းပြည့်စုံလာပြီဖြစ်တယ်အဲ့ဒီတော့ချီဆောင်ခြင်းကိုဘယ်လိုစောင့်ရမလဲတခင်ရှုကချီဆောင်ခြင်းမှာယုံကြည်သူတွေလာချီဆောင်ရင်မိုးတိမ်ထိလာမှာဖြစ်တယ်ကျွန်တော်တို့ကခရစ်တော်နဲ့တွေ့ဖို့အာကာသမိုးတိမ်ကိုဖခင်ရဲ့တကူနဲ့တက်သွားမှာဖြစ်တယ်တေတတ်တဲ့ဒီကိုခန္ဓာမတေတတ်တဲ့ခန္ဓာဖြစ်ရုပ်တရက်ပြောင်းပြီးတော့တက်သွားမှာဖြစ်တယ်ဒါဆိုချီဆောင်ခြင်းကိုဘယ်လိုပြင်ဆင်ရမလဲတခင်ရှုကိုယုံကြည်တော်သူတိုင်းချီဆောင်ခြင်းမှာပါမယ်ဘာဖြစ်လဲတိတက်43မှာယုံကြည်သူတိုင်းလို့ပြောပါတယ်အဲ့တော့ယေရှုခရစ်တော်ကိုယုံကြည်တော်သူတွေချီဆောင်ခြင်းမှာပါမှာဖြစ်တယ်တနည်းအားဖြင့်ပြောရင်ခရစ်တော်ရဲ့ဝိညာဉ်ရတော်သူဟာချီဆောင်ခြင်းမှာပါမယ်ခရစ်တော်ရဲ့ဝိညာဉ်တော်တစိတ်ခတ်ခြင်းမခံတော်သူဟာချီဆောင်ခြင်းမှာမပါဘူးအဲ့တော့ချီဆောင်ခြင်းမှာပါမဲ့ယုံကြည်သူတွေအသက်တာပြင်ဆင်ဖို့ပေါ့ချီဆောင်ခြင်းမှာပါဖို့ပြင်တာတော့မဟုတ်ဘူးဒါမဲ့ချီဆောင်ခြင်းပြင်ကောင်းကင်မှာစုပေပွဲရှိမယ်ဆုလတရပူပေပွဲရှိမယ်ယာထုပေပွဲရှိသောကြောင့်ထိုနေရာမှာအမှားရဖို့ပြင်ဆင်ရတာဖြစ်တယ်ဟာလေလုယာမပြင်ဆင်ဘူးဆိုရင်မရအောင်မိတ်ဆွေတို့ချီဆောင်ခြင်းမှာပါဖို့ပြင်ဆင်တာတော့မဟုတ်ဘူးချီဆောင်ခြင်းပြီးလို့တိုးတငယ်မင်္ဂလာဆောင်ပွဲမှာဆုလတရပူရဖို့အဲ့မှာယာထုတွေရဖို့ဘုရားသခင်ရှေ့မောက်မှာဓာတုတစ္ဆာရှိသောငယ်တာကောင်ဖြစ်ဖို့အသက်တာပြင်ဆင်ရတာဖြစ်တယ်ဒါဆိုရင်ချီဆောင်ခြင်းကိုဘယ်လိုပြင်ဆင်ရမလဲဆုတောင်းခြင်းနဲ့ပြင်ဆင်ရမှာဖြစ်တယ်ဆုတောင်းခြင်းနဲ့စောင့်နေရမှာဖြစ်တယ်ဆုတောင်းပေါ်ဆလို့မရဘူးတခင်ရှိအသက်တာချင်းဆုတောင်းခြင်းနဲ့စတယ်ဆုတောင်းခြင်းနဲ့ဆုံးတယ်တိတက်56မှာမချမ်းမလားဆုတောင်းပတနာပြုကြတော့ဆုတောင်းခြင်းနဲ့စောင့်မှာဖြစ်တယ်နံပါတ်1နံပါတ်2ဧဝံဂေလိဟောခြင်းနဲ့စောင့်မှာဖြစ်တယ်ဧဝံဂေလိဟောခြင်းနဲ့စောင့်မှာဖြစ်တယ်တခင်ရှုနောက်ဆုံးကောင်းကင်ဘုံမရောက်ခင်နောက်ဆုံးစကားအနေနဲ့ဧဝံဂေလိဟောဖို့တပည့်တော်မွေးထုတ်ဖို့ယေရှုခရစ်တော်မှာခဲ့တယ်ဒါတကယ့်မဟာစေခိုင်းချက်ဖြစ်တယ်အကြီးကြီးတဲ့ဟာဖြစ်တယ်ဧဝံဂေလိဟောခြင်းနဲ့ပဲချီဆောင်ခြင်းကိုစောင့်မျှော်ရမှာဖြစ်တယ်ဧဝံဂေလိဟောရင်းနဲ့ပဲချီဆောင်ခြင်းနဲ့ကိုစောင့်မျှော်ဖို့ဖြစ်တယ်အသက်တာတရှင်းခြင်းအားဖြင့်ချီဆောင်ခြင်းကိုစောင့်နေဖို့ဖြစ်တယ်တိပဲ15မှာတင်တို့ကိုခေါ်တော်မူသောသူတွေတရှင်းတော်မူသည်နည်းသူချင်းကြပြုမှုသမျှတို့၌တရှင်းခြင်းရှိကြလော့မိတ်ဆွေတို့ကျွန်တော်တို့ကိုခေါ်တဲ့ဖခင်တရှင်းတော်ကြောင့်တရှင်းခြင်းအသက်တာနဲ့စောင့်နေဖို့ဖြစ်တယ်ပစလည်းတရှင်းရမယ်မျက်စိလည်းတရှင်းရမယ်အသွေးခေါ်လည်းတရှင်းရမယ်နှလုံးသားလည်းတရှင်းရမယ်လက်နဲ့လှုပ်တာလည်းတရှင်းရမယ်တရှင်းခြင်းအသက်တာနဲ့ချီဆောင်ခြင်းကိုစောင့်မျှော်နေရမှာဖြစ်တယ်နှစ်ကောခန်းကြီး9အပိုင်ငယ်1မှာကိုခန္ဓာရဲ့အညီအကျေစိတ်ဝိညာဉ်အညီအကျေရှိသမျှနဲ့ကိုကင်းစင်စေဖို့ပြောပါဒါဖြစ်တယ်ဒါကြောင့်ချီဆောင်ခြင်းကမနဲ့ဖြတ်လာဒီညလာတစ်ဖက်ခါလာပြောလို့မရအောင်အဲ့တော့ချီဆောင်ခြင်းကိုအသက်တာပြင်ဆင်ခြင်းနဲ့စောင့်နေဖို့ဖြစ်တယ်ဆုတောင်းခြင်းနဲ့စောင့်နေဖို့ဖြစ်တယ်ဧဝံဂေလိလှုပ်ခြင်းနဲ့စောင့်နေဖို့ဖြစ်တယ်အဲ့လိုပြောလို့အလုတ်မလုတ်နဲ့ပြောတာမဟုတ်တော့အလုတ်လှုပ်ခြင်းနဲ့စောင့်နေဖို့ဖြစ်တယ်တိတက်4မှာချီဆောင်ခြင်းအကြောင်းပြောတော့နှစ်သက်3ရောက်တော့အလုတ်မလုတ်တော့ဘူးချီဆောင်ခြင်းလာတော့မှာပဲအိမ်လဲစောင့်ဆရာမလို့ဘူးနော်ဘာမှလှုပ်ဆရာမလို့ကြောင်းတက်ဆရာမလို့တော့ဘူးဘာမှလှုပ်ဆရာမလို့ဘူးဆိုပြီးတော့ချီဆောင်ခြင်းကိုဘာမှမလှုပ်ခြင်းနဲ့တက်တလုံးနဲ့အတင်းတော်ကစောင့်တချို့တွေကစောင့်တယ်တော့ပေါလုကဘာပြောလဲအလွဲမယူနဲ့အလုတ်မလုတ်တော့သူအစာလည်းမစားနဲ့လို့ပြောတယ်အလုတ်လှုပ်ရင်နဲ့စောင့်နေပါဟာလေလုယာဆုတောင်းရင်နဲ့စောင့်နေပါဧဝံဂေလိဟောရင်နဲ့စောင့်နေပါချမ်းသာဖတ်ခြင်းနဲ့စောင့်နေပါအလုတ်ဒီလှုပ်ပါဖျားပိတ်တဲ့အလုတ်ကိုကြိုးစားလုပ်ပါပတ်စံရှာတဲ့လူရှာပါချောင်းတက်တဲ့လူချောင်းတက်ပါအမှုတော်ဆောင်တဲ့လူဆောင်ပါချီဆောင်ခြင်းနဲ့ကိုလှုပ်နေရင်းနဲ့စောင့်မျှော်ဖို့ဝင်ခါပါတယ်ရောက်စီတိုင်းဖျားကောင်းကြည့်ပေးပါစေ